democracy နိုင်ငံတစ်ကိုကန်ကအလိုက်စုစည်းပေါ်ဆောင်ကြမှုဖြစ်ပါလေကျွန်တော်တို့ဟာပြည်သူကိုအလုပ်ကျွေးပြရမယ်ဆိုတဲ့ခေါင်းဆောင်မှုစိတ်ဓာတ်ကိုအခြေခံပြီး Federal ပြည်ထောင်စုပေါ်ထွန်းရေးဥဆောင်ကောင်စီကိုဖွဲ့စည်းထားတာဖြစ်ပါလေဒါအပြင်တာဝန်ယူတာဝန်ခံမှုတရားဝင်မှုတို့ကိုရှင်းတွဲပြီးအမျိုးသားညီညွတ်ရေးအခြေခံမှုတို့ကိုတိုက်ဆွဲထားပါလေကျွန်တော်တို့စုစည်းလိုက်တဲ့ Federal ပြည်ထောင်စုပေါ်ထွန်းရေးဥဆောင်ကောင်စီဟာတော်လှန်ရေးအရာပြတ်ပြတ်သားသားဖြစ်ရမှာဖြစ်ပါလေနိုင်ငံရေးအရာခြေခြေပြန့်ပြန့်ဖြစ်ရမယ်လို့ခံယူပါလေဒါပြင်စစ်ရေးအရာရှစ်လက်တော်မဟာမိတ်အင်အားစုကိုအခြေခံပြီးစနစ်ကျနာတဲ့ Federal တပ်မတော်စီကိုဦးတည်နေကြောင်းပြောလိုပါလေကျွန်တော်တို့အနေနဲ့မဟာမိတ်စစ်ရေးအင်အားစုအချင်းချင်းကြားအပြန်လာယုံကြည်မှုအပေါ်မှာအခိုင်အမာတည်ဆောက်ထားပါလေဒါတွေအလုံးဟာ Federal Democracy ပြည်ထောင်စုတစ်အလူအဆုံးတော့ပြည်နယ်တဲ့အလုံးလွတ်မြောက်ရေးကိုဦးတည်တာဖြစ်ပြီးလက်လက်ကလမ်းစဉ်နဲ့ရှင်တော်လူထုတော်လှန်ရေးနိနာတွေကိုခြေခြေပြန့်ပြန့်ပေါင်းစပ်ဖို့ခြေလမ်းတစ်စတင်လိုက်တာဖြစ်ကြောင်းပြောကြရင်းနဲ့ညီကုံချောအပ်ပါလေခင်ဗျာဒါလားနိုင်ငံရေးဆိုတာလိန်တက်မလားလိန်တက်ညာတက်မနိုင်ငံရေးလုပ်လို့ရတာလားလက်မခံဘူးကွာလက်ခလဲပဲထောင်ပြလိုက်ပဲလက်မခံနိုင်ဘူးထွီးမူပါပြေတယ်ကြားလား